အဆင်ပြေကြရဲ့လားခင်ဗျာ Chin Spirit Law YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ချင်းတောင်ရဲ့ထူးဆန်းထွေလာတဲ့ကမြေကြီးဆောင်နဲ့တကယ်ရှိသလားဆိုတဲ့ story တစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်9နှစ်သားအရွယ်တုန်းကချင်းတောင်မှာကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပြန်ပြောပြချင်ပါတယ်မက်လာနဲ့ဧပြီလကုန်ခါနီးအချိန်တွေမှာတောင်ယာစပားစိုက်ပျိုးဖို့အတွက်တောအုပ်တွေကိုခုတ်ထွင်ရှင်းလင်းပြီးမီးရှို့ကြပါတယ်။တကြံပြီးတာနဲ့စက်နီးစောက်ဝါစပားမျိုးတွေကိုစတင်စိုက်ပျိုးကြတာပါ။ချင်းတောင်ဒေသမှာဘိုးဘွားဘီပင်ခေတ်ကလေးကစပြီးအခုချိန်ထိနတ်ဘာသာကိုကိုးကွယ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီနတ်ဘာသာကိုယုံကြည်နေတော့ပါပဲ။ဟိုးရင်ကချင်းတောင်ကိုသာသနာပြုဖို့ရောက်လာတဲ့ပုဂ္ဂိုလ်ကြီးတချို့တောင်ဒီနတ်ဘာသာကိုအတိုင်းအတာတစ်ခုထိယုံကြည်ခဲ့ကြတယ်လို့စာတွေမှာရေးသားခဲ့ကြပူပါတယ်။ဘာသာသာသနာတွေမထွန်းကားခင်ကချင်းလူမျိုးတွေကအလုပ်တစ်ခုခုလုပ်တော့မယ်ခရီးတစ်ခုသွားတော့မယ်ဆိုရင်ကြက်ဥဘေရင်ကိုအရင်မင်းမြန်းပြီးဘေရင်ကဟောတဲ့အတိုင်းနတ်ပူဇော်ပြီးမှအလုပ်လုပ်တာခရီးသွားတာတွေကိုလှုပ်ဆောင်ကြပါတယ်။တောင်ယာခုတ်တာမီးရှို့တာစိုက်ပျိုးတာကောက်ရိတ်သိမ်းတာကအစတောင်ယာလှုပ်တဲ့သူတွေရဲ့ကျမ်းမာရေးစားရေးတောက်ရေးဖူလုံဖို့အတွက်နတ်ပူဇော်ပွဲတွေလုပ်ပြီးမှလုပ်ကင်ကြရပါတယ်။ဒီလိုနဲ့တောင်ယာမီးရှို့ပြီးစပားစိုက်ပျိုးတော့မဲ့အချိန်မှာပဲပြဿနာအဲ့ဒီတောင်ယာတွေကလူမျိုးဟာသူတို့မြေနာနမိတ်ကြော်တာမကြော်တာနဲ့ပတ်သက်ပြီးပြဿနာဖြစ်လာကြပါတယ်။နောက်ဆုံးမှာတော့အချင်းများပြီးရန်ဖြစ်တာတက်မယ်ဖြတ်မယ်အထိဖြစ်လာကြပါတယ်။ဒါကြောင့်ရွာလူကြီးတွေရှေ့မှာတောင်ယာတွေကတက်တွေတချို့ကိုခေါ်ပြီးငင်းခုန်ကြပါတယ်။အဲ့ဒီအချိန်မှာတစ်ဖက်လူကထားပြီးပြောလာပါတယ်။ငါမြေမှန်ရင်ငါ့ကိုခိုက်မှာမဟုတ်ဘူး။မင်းလည်းမင်းမြေသားအမှန်ဆိုခိုက်မှာမဟုတ်ဘူး။ဒါကြောင့်တောင်ယာစပားစိုက်ဖို့နတ်ပူဇော်တဲ့နေ့မှာအငင်းခုန်လုပ်တဲ့မြေကိုတယောက်ကလက်တဆုပ်စီမြေကြီးကောက်စားကြမယ်လို့အဆိုပြုလိုက်ပါတယ်။ရွာလူကြီးတွေရှိမှဒီလိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မှတ်ရအဲ့ဒီနေ့ကကျွန်တော်လဲအဖိုးနဲ့အဖွားနောက်ကိုလိုက်သွားခဲ့ပါတယ်။အဖိုးနဲ့အဖွားကအဲ့ဒီတောင်ယာမှာလုတ်ကင်တဲ့သူတွေဖြစ်တဲ့ပြင်အဖိုးကတက်တည်အနေနဲ့ခေါ်ကြလို့သွားကြရတာပါ။ဤပီလာကုံဖို့4ရက်5ရက်လောက်လူတဲ့နေ့မျိုးမှာတောင်ယာစပားစိုက်ဖို့နတ်ပူဇော်ပွဲကိုတောင်ယာတွေကမိသားစုတွေအကုန်လုံးလာရောက်ကြပါတယ်။အဲ့ဒီနေ့ကအပျော်ဆုံးနေ့ပါပဲ။တောင်ယာတွေကမိသားစုအကုန်လုံးကထမင်းဟင်းတွေချက်ပြုတ်ယူလာပြီးတယောက်နဲ့တယောက်ခွဲဝေကျွေးမွေးကြပါတယ်။အခုထိလည်းအဲ့ဒီဒလေးကရှိနေသေးပါပဲ။စားကြတောက်ကြနဲ့ညနေ4နာရီအချိန်ရောက်လာတော့တောင်ယာကလူတွေလည်းကိုယ့်အိမ်ကိုပြန်ကြပါတယ်။မြေပြဿနာဖြစ်တဲ့လူ2ယောက်ရဲ့ရွာလူကြီးတွေအပြင်တက်တေ3ယောက်နဲ့အတူနေမြေအငင်းခုန်ဖြစ်တဲ့နေရာမှာလာရောက်စုဝေးကြပါတယ်။တယောက်ကငါအမြေမှန်ရင်ငါဟာဘာအထီးအခိုက်မှမဖြစ်ပါစေနဲ့မားခဲ့ရင်ငါတေပါစီလို့ကြိမ်ဆိုပြီးမြေကြီးလက်တဆုပ်စာကောက်ကျူစားပြပါတယ်။နောက်တစ်ယောက်ကလည်းထိုနီးတူစွာကြိမ်ဆိုပြီးစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာမိုးတွေကချက်ချင်းညို့လာပြီးမိုးကြိုးတွေပြစ်မိုးချင်းပြီးရွာချပါတော့တယ်။အဲ့ဒီနေ့ကအဖိုးနဲ့အဖွားနဲ့တောင်ယာကနေရွာကိုညနေ6နာရီလောက်မှပြန်ရောက်ခဲ့ကြပါတယ်။အဖွားကသူတို့2ယောက်မြေနယ်နမိပြဿနာဖြစ်ခရဲက2ယောက်လုံးမဟုတ်ရင်1ယောက်တော့ခိုက်မှာပဲမဟုတ်လေမိသားစုထဲကခိုက်နိုင်တယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့တောင်ယာစပားဆဆိုင်တော့မြေပြဿနာဖြစ်ကြတဲ့2ယောက်ထဲက1ယောက်ဟာစပြီးဖျားနာလာပါတယ်ကြံတဲ့1ယောက်ကတော့ဘာမှမဖြစ်သေးပါဘူးမိုးရောက်လာလို့ဩဂုတ်လလောက်မှာစဝါရိတ်ပြီးကောက်တစ်စားတော့မယ့်အချိန်မှာပဲကိုယ်နေမီမဟုတ်ပဲလူတဲ့လီဟာ3လနီးပါအိယာရဲလေးပြီးဆုံးပါသွားပါတော့တယ်ကြံတဲ့1ယောက်ကလည်းစက်နီစဝါစပားပြောင်းအဆရှိတဲ့တီးနှံတွေတခုမှအထွက်တော့မကောင်းခဲ့ပါဘူးဒါကြောင့်အဖွားနဲ့အမေကအခုထိကျွန်တော်ကိုအမြဲမှားထားပါတယ်မြေကိစ္စနဲ့ပတ်သက်ပြီးပြဿနာမဖြစ်တာအကောင်းဆုံးပဲတဲ့မြေကြီးဆောင်နှဟာတကယ်ရှိတယ်လို့မှားကြားခဲ့ကြတာဖြစ်ပါတယ်တုံးတက်ချက်ကိုဆက်နားထောင်ကြည့်အောင်ပါ1ရိုးရာယုံကြည်မှုနဲ့တဘာဝတရားရဲ့တတ်သိချင်းလူမျိုးတွေရဲ့ကြက်ဥပေတင်မေးတာနတ်ပူဇော်တာတွေကတဘာဝတရားနဲ့လူသားကြားမှာရှိတဲ့ဆက်နွယ်မှုကိုဖော်ပြပါတယ်အထူးသဖြင့်မြေကြီးကိုလက်တဆုပ်စားပြီးကျိန်ဆိုတဲ့ဖြစ်ရပ်ကတကယ်ကိုလီးနက်ပါတယ်ရှင်းလူကြီးတွေရဲ့အယူဆမှာမြေကြီးဟာဘယ်တော့မှမူသားမပြောဘူးလို့ယုံကြည်ကြပါတယ်ကိုမြေမဟုတ်ပဲလူယူတဲ့သူဟာမြေကြီးရဲ့အပြစ်ပေးမှုကိုခံရတတ်တယ်ဆိုတာဒီဖြစ်ရပ်ကတတ်သိပြနေပါတယ်သဘာဝလုံဖြစ်ရပ်များကျိန်ဆိုပြီးတာနဲ့မိုးတွေညို့လာတာမိုးကြိုးပြစ်တာတွေကသဘာဝတရားကဒီကိစ္စမှာတတ်သိအဖြစ်ပါဝင်နေသလိုခံစားရစေပါတယ်မြေကြီးဆောင်နှံဒါမှမဟုတ်နေမြေဆောင်နှံတွေကဒီလိုမတရားမှုချက်ချင်းတုံ့ပြန်လိုက်တဲ့သဘောလို့ယူဆနိုင်ပါတယ်။3
မိသားစုရဲ့ဆုံးမစကားအဖွားနဲ့အမေမာကြားခဲ့တဲ့ညီကိစ္စနဲ့ပတ်သက်ပြီးပြဿနာမဖြစ်တာအကောင်းဆုံးပဲဆိုတဲ့စကားဟာတိတ်ကိုတန်ဖိုးရှိပါတယ်ညီကြီးဆိုတာလူသားတွေခဏတာမှီတင်းနေထိုင်ရဖြစ်ပြီးလောဘကြောင့်အပိုင်စီးဖို့ကြိုးစားရင်ဘေးဥပဖြစ်တတ်တယ်ဆိုတဲ့အသည့်ဟာခုခေတ်တိုင်အောင်မှတ်သားသင့်တဲ့သင်ခန်းစာပါဒီဇလန်လေးကကျွန်တော်တို့လူသားတွေအနေနဲ့သဘာဝတရားကိုယူတည်ဖို့နဲ့သူတစ်ပါးပစ္စည်းကိုလောဘမတက်ဖို့တတိပေးနေတယ်လို့ပါပဲနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်